တရားတွေဆိုတာဒီလူနဲ့တဖြည်းဖြည်းသိလာရတာပေါ့နော်တနေ့တည်းနဲ့သိပါမလားဘုံဘုံတို့ဒေါက်တာဘွဲတွေပါတွေရတနေ့နဲ့ထဲနဲ့အားထုတ်လို့ရပါမလားမရဘူးဘုံဘုံတို့လည်းအကြာကြီးနှစ်ပေါင်းများများစွာအားထုတ်ရတာနော်ဘုံဘုံတို့အကြာကြီးအားထုတ်တာကြာကြီးအားထုတ်တာဆိုတာလေရီဆရာတော်ကြီးကိုလေရီဆရာတော်ကြီးကမန္တလေးမှာစာရီတင်တာစာရီတင်တော့စာရီသင်ရိုးဆိုတာပါဠိတော်အုပ်ရည်20ကိုသင်ရိုးခေါ်တယ်ပါဠိတော်စာအုပ်ကအုပ်ရည်40ရှိတာ40ရှိတော့သင်ရိုး20ပြီးသွားပြီသင်ရိုးစာအုပ်ပါဠိတော်အုပ်ရည်20ပြီးသွားတော့စာကမတက်တော့အဲ့ဒီခေတ်တုန်းကရောအတွန်းဝင်ဥဖိုးလိုင်းတဲ့ဥဖိုးလိုင်းသူဟာလူပေမဲ့လို့အလွန်စာတတ်တယ်အင်္ဂလိပ်လူလည်းတတ်တယ်တက္ကသလူလည်းတတ်တယ်ပါဠိလူတတ်တယ်မြန်မာလူတတ်တယ်ဘုန်းကြီးတွေသူ့မမီဘူးအဲ့တော့လေဒီဆရာတော်ကြီးကဥဖိုးလိုင်းစီတွားပြီးတော့ဆရာကြီးရုပ်သင်ရိုးပါဠိတော်တွေအုပ်ရည်20ကုန်ပြီဗျာစာမတက်ဖဲဖြစ်နေတယ်စာတက်အောင်ဘယ်လိုလုပ်ရမလို့ပြောတယ်ဥစဉ်လေးစာတက်ခြင်းလူရေးတဲ့စာမကြည့်ရဘူးလူရေးတဲ့စာမကြည့်လို့ဘာသိမလို့ဆရာကြီးဟာဥစဉ်လေးနဲ့ထက္ကထာတွေတီဃာတွေယောဇနာတွေနေတ္တယတွေဒါတွေဆိုတာလူရေးတာပါဠိတော်ကလူရေးတာမဟုတ်ဘုရားဟောတာဘုရားဟောတွေကိုအကုန်ကြည့်ရတယ်ကိုတော့ကြည့်ပြီဗလားမကုန်သေးဘူးတကားကြီးအုပ်ရည်20ကျန်နေတယ်ကြည်အောင်အုပ်ရည်တအုပ်ပြီးတအုပ်ဆက်ကြည့်လိုက်တာပေါ့ဆက်ကြည့်လိုက်တော့ကုန်းသွားတယ်ဆရာကြီးစီသွားဆရာကြီးခင်ဗျားပြောတဲ့အတန်းဆရာကြီးပြောတဲ့အတန်းကျုပ်ပါဠိတော်တွေကြည့်တာအုပ်ရည်40ကုန်ပြီစာမတက်ဘူးဗျာအဲ့လိုဆိုရင်ဦးဇင်းလေးပါဠိတော်အုပ်ရည်40ရှိတယ်အထက်ကထာကြတော့50တအုပ်ရှိတယ်အဲ့ဒီပါဠိတော်နဲ့သူ့ပါဠိတော်နဲ့သူ့တက္ကရာနဲ့တွဲပြီးတော့တစ်ခေါက်ကိုအောင်ကြည့်ပါဠိတော်က40တက္ကရာ50တအုပ်90တအုပ်ပြီပေါ့ဗျာနော်အဲ့ဒါတွေကြည့်ဆိုတဲ့ခါနဲ့သွားအိမ်ကြောင်းပြန်ပြီးတော့ကြည့်90တအုပ်ကုန်ပြီဆိုတဲ့ခါသွားငါကြီး90တအုပ်ကုန်ပြီစာအုပ်တွေကြည့်တာမတက်ဘူးဗျာစာအဲ့လိုဆိုရင်တီဃာ38အုပ်ရှိတယ်ဒီပါဠိတော်ဒီတက္ကရာတီဃာပါဠိတော်တက္ကရာတီဃာ3အုပ်တွဲပြီးတော့ကိုအောင်ကြည့်ဒါနဲ့သူကပါဠိတော်အုပ်ရည်40တက္ကရာ50တအုပ်တီဃာ38အုပ်စဉ်းထားပြီးတော့သူဟာနဲ့သူတွဲကြည့်ကုံတော့အဲ့ဒီဒကာကြီးစီတွားဒကာကြီးပြောတဲ့အတိုင်းပါဠိတော်တက္ကရာတီဃာကုံကြီးများကျုပ်စာမတက်ဘူးအဲ့လိုဆိုရင်ပုတ်တပုတ်ထုတ်လိုက်တယ်ပြီးတော့အဲ့ဒီပုတ်ကလေးကိုပါဠိတော်အုပ်ထုတ်တဲ့ပြီးတော့တက္ကရာနီးဖွင့်ပြလိုက်တီဃာနီးဖွင့်လိုက်ကိုယ့်အကူဖွင့်ကြည့်ဖွင့်တတ်ပလားဖွင့်တတ်ရင်စာတတ်ပြီမဖွင့်တတ်ရင်အရှင်များမမှတ်မိသေးလို့ထပ်ကြည့်ဒါနဲ့ तू ကပြန်ပြီးတော့အဲ့လိုလို့တော့ဖွင့်တတ်သွားတယ်ဒုံးမကြောင့်လေရီဆရာတော်ရေးတဲ့စာတွေကအလွန်တရာကောင်းတယ်နော် तू ကသူ့ကိုယ်တိုင်ဆရာကြီးတက္ကရာဆရာကြီးတီဃာဆရာကြီးနော်ဝိဇ္ဇာမဲကဒီပနီဆိုတဲ့စာအုပ်ဆိုတော့ဝိဇ္ဇာဆိုတဲ့စကားလုံးလေးကိုထုတ်ပြီးတော့အကုန်လုံးစာတအုပ်ဖြစ်အောင်ရေးတာနော်အဲ့ဒါလို့တဖြည်းဖြည်းတော့တတ်သွားတာပေါ့ခုလည်းပဲဖုံစီတစ်ခေါက်တည်းနောက်တစ်ခေါက်အကြောင်းညီညီတော့ထပ်တက်ပြီးတော့ပေါ့ဗျာနော်ဖုံလည်း9ခေါက်တက်တယ်ဆရာကြီးပဋ္ဌာန်းကြီး9ခေါက်တက်ချတာကတော့များပြီခေါက်ရည်ပြောတော့များပြီနော်ခေါက်ရည်20လောက်တော့ရှိပြီအဲ့ဒါလို့တဖြည်းဖြည်းညာကရင့်လာတော့နောက်ပိုင်းမဲ့ဖို့ရခြင်းတော့ဒီလောက်ကလေးနဲ့ရသွားမှာပါနော်ကဲကြိုးစားပြီးတော့မဲ့ဖို့နိဗ္ဗာန်လက်ဖြစ်တဲ့အတွက်ရကြပါသည်ဗျာ